Hello အားလုံးပဲမင်္ဂလာပါ Golden Story Channel ကနေကြိုဆိုပါရစေ။ပေါ်မြင်လေးနေတင်ဆက်ပေးနေတဲ့ channel မို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ညောင်ပင်ကုန်းကမဖိတ်ခေါ်တဲ့ဧည့်သည်ညကမောင်အတိကျနေပြီတောဇက်ကရွာကလေးဖြစ်တဲ့အင်းစင်ရိုးရွာမှာတော့ညဆိုတာလူသူကင်းမဲ့တဲ့အချိန်ပေါ့ခေတ်ပညာတဲ့လူငယ်တယောက်ဖြစ်တဲ့ကိုမင်းဟာအလုပ်ကိစ္စနဲ့နယ်ဝေးကနေပြန်လာရင်ကားပြတ်သွားတာကြောင့်လမ်းဘေးကဇီယာထောင်းတစ်ခုမှာခဏနားဖို့ဆုံးဖြတ်လိုက်ပါတယ်ဇေယက်ကရှေးဟောင်းညောင်ပင်ကြီးတစ်ပင်အအောင်မှာရှိတာပါညောင်ဦးပိုင်းတုံးကတော့ဘာမှမထူးကြပေမဲ့တန်းခေါင်ကြော်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းလို့ကိုယ်နှလုံးခုန်ထန်ကိုတောင်ကြံကြိုင်းနေရပါတယ်ရှုပ်တရက် shap 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 ဆိုတဲ့အတန်ကိုဇေယျအောက်ကနေကြားလိုက်ရတယ်ခြေတံကလူတစ်ယောက်လမ်းလျှောက်နေသလိုမျိုးလေးလံနေပါတယ်ကိုဝင်းကဖုံးမီးနဲ့ထိုးကြည့်ပေမဲ့ဘာမှမရှိဘူးခဏကြာတော့ဇေယျအဝင်ဝမှာအရေးမဲကြီးတစ်ခုရက်နေတာကိုမြင်လိုက်ရတယ်လာယောင်ဖြော့ဖြော့အောင်မှမြင်ရတာကတော့ခါးလောက်ထိရှည်ကျနေတဲ့စပင်လေးနဲ့မိန်းမတစ်ယောက်သူမကခေါင်းကိုငုံထားပြီးဇေယျပေါ်ကိုဖြည်းဖြည်းချင်းတက်လာတယ်ဒီချိန်ကြီးဘသူလဲဗျာကိုမင်းမေးလိုက်ပေမဲ့သူမကပြန်မဖြေဘူးသူမစီကနေညှော်နဲ့လိုလိုမြေကြီးနဲ့လိုလိုအနံ့စိုးတစ်ခုကနှာခေါင်းထဲကိုစူးစူးရှက်ရှက်ဝင်လာပါတယ်သူမကကိုမင်းနဲ့3ပေအကွာမှာရက်လိုက်ပြီးခေါင်းကိုဖြည်းဖြည်းချင်းမောက်ကြည့်လိုက်တဲ့အခါသူမရဲ့မျက်နှာမှာမျက်လုံးမိတ်မရှိတော့ပဲဟောင်းလောင်းပေါက်ကြီးတွေသာရှိပါတော့တယ်မျက်ခွက်တစ်ခုလုံးကလည်းမီးလောင်ထားသလိုအည်ပြားတွေကွာကျနေတယ်သူမကပါဇက်ကိုဟလိုက်ပြီးတိုးတိုးလေးပြောလိုက်တာကငါကလေးကိုတွေ့မိလားကိုမင်းကြောက်လန့်တကြားနဲ့နောက်ကိုဆုပ်လိုက်စင်မှာပဲသူ့ရဲ့ပခုံးပေါ်ကိုအေးဆက်ဆက်လက်ချောင်းလေးတွေလာတင်တာကိုခံစားလိုက်ရတယ်လွှဲကြည့်လိုက်တော့သူ့နောက်မှာလေးဘက်ထောက်နေတဲ့ကလေးတယောက်အဲ့ဒီကလေးရဲ့မျက်နှာကလည်းအဲ့ဒီမိန်းမကြီးလိုပါပဲကိုမင်းဘလို့လွတ်အောင်ပြေးခဲ့ရလဲဆိုတာမမတ်နေတော့ဘူးနောက်နေ့မနက်မှာတော့ရွာသားတွေကသူ့ကိုလမ်းဘေးမှာတတိမိတ်နေတာကိုတွေ့ခဲ့ကြတယ်ရွာလူကြီးတွေပြောပြချက်အရအဲ့ဒီညောင်ပင်ကုန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမီးလောင်သေးဆုံးခဲ့တဲ့တားအမိနှစ်ယောက်ရဲ့မြေနေရာဖြစ်ပြီးလာပြေညတိုင်းမှာသူတို့တားအမိဟာလမ်းသွားလမ်းလာတွေကို၆လန့်တက်တယ်လို့ဆိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်